တဲထိတ်ရင်ဖိုးစရာကောင်းတဲ့အဆောင်ဟောင်းကငိုတန်ဇလန်းတူလေးကိုဖတ်ပြပေးလိုက်ပါတယ်။အဆောင်ဟောင်းကငိုတန်ညကတကောင်ကျော်နေပြီးမိုးကလည်းတဲတဲမဲမဲရွာနေတာကြောင့်အပြင်လောကတစ်ခုလုံးအမောင်ထုဖုံးလွှမ်းနေတယ်လို့ပဲကြော်စွာတယောက်စာမွေးပွဲနီးနေတာမို့ဒီအဆောင်ဟောင်းလေးမှာငြိမ်စိတ်စာချက်ဖို့ရွေးချယ်ခဲ့တာမှန်မှန်မတိမားခဲ့ပြီဆိုတာအခုမှသူ့နောင်တရနေမိတယ်။သူနေတဲ့အခန်းကစင်ကြံလန်းရဲ့အဆုံးမှရှိတဲ့အခန်းနံပါတ်103ပါအဆောင်မူကဒီအခန်းကိုဈေးတက်တာနဲ့ပေးတော့ကကြော်စွာဝမ်းသာခဲ့ပေမဲ့အခုတော့အဲ့ဒီအကြောင်းရင်းကိုရိပ်မိတယ်လို့ရှိလာတယ်။ဟီလေတိုးတန်လိုလူတယောက်ရှိုက်ငိုတန်လိုအတန်တစ်ခုကိုကြော်စွာကြားလိုက်ရတဲ့အစကတော့အပြင်ကလေတိုးတန်ပဲဖြစ်မှာပါလို့ဖြေတွေးရင်းစာကိုအာယုံစိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီငိုတန်ကတဖြည်းဖြည်းပူကျဲလောင်လာတဲ့ထူးဆန်းတာကအတန်ကအပြင်ကလာတာမဟုတ်ပဲသူ့အခန်းထဲကလာနေတယ်လို့ပဲကြော်စွာကြောတဲ့စိတ်ခနဲ့ဖြစ်သွားတယ်စပွဲတင်ပြီးအိမ်လေးကိုအနှဲငယ်လျှော့လိုက်ပြီးအခန်းထောင်တွေကိုလိုက်ကြည့်တယ်ဘာမှမရှိဘူးအခန်းကကျင်းလေးမှုပုံးစရာနေရဆိုလို့တစ်သားဘီရိုဟောင်းကြီးတစ်လုံးပဲရှိတာငါနားကြမှားတာဖြစ်မှာပါသူစိတ်သူပြန်ပြေးရင်းကရင်ပေါ်မှာလှဲချလိုက်တယ်မျက်လုံးမိတ်ထားပေမဲ့အာယုံကတော့နားဆွနေမိတော့မဲ့ခဏကြာတော့ငိုတန်ကပြန်ပေါ်လာတယ်ဒီတခါတော့ပိုတဲကွဲတဲ့မိန်းကလေးတယောက်ရဲ့နန္နာချင်းငိုကြွေးတံမျိုးအတန်ကကွတင်အောက်ကလာနေတယ်လို့မျက်နှာချက်ကလာတယ်လို့နဲ့နေရအနှံ့ပဲရုတ်တရက်မီးပြတ်သွားတယ်အခန်းတစ်ခုလုံးမှောင်တိကျသွားချိန်မှာပဲငိုတန်ကရက်သွားတယ်တိတ်ဆိတ်လွန်းလို့ကြော်စွာနှလုံးခုန်တန်ကိုတောင်ပြန်ကြားနေရတယ်အဲ့ဒီအချိန်မှာပဲသူ့ခြေရင်းနာကနေအေးဆက်အထီးတွေးတစ်ခုကိုခန်းစားလိုက်ရတယ်တဖြည်းဖြည်းနဲ့အဲ့ဒီအရာကသူ့ဆောင်ကိုဆွဲလန့်နေတယ်လို့ပဲကြော်စွာအားတင်းပြီးမိုဘိုင်းဖုန်းမီကိုဖွင့်လိုက်တယ်ဘယ်သူလဲဖုန်းမီအောင်အောက်မှာဘာမှမရှိဘူးဒါပေမဲ့ဘီရိုဟောင်းကြီးရဲ့တကားကတော့ဖြည်းဖြည်းချင်းပွင့်ဟနေတယ်အဲ့ဒီဘီရိုထဲကနေဖြူဖြော့လက်ချောင်းရှည်ကြီးတွေထွက်လာပြီးတကားကိုတုံးဖွင့်လိုက်တယ်ဘီရိုထဲမှာစပင်ဖားလျားချထားတဲ့မိန်းကလေးတယောက်ဒူးတုပ်ပြီးထိုင်နေတဲ့သူမကခေါင်းငုံထားရာကနေဖြည်းဖြည်းချင်းမောကြည့်လိုက်တယ်မျက်နှာတစ်ခုလုံးသွေးတွေပေးကျန်နေပြီးမျက်လုံးအိမ်တွေကဟာလာဟင်းလင်းဖြစ်နေတယ်ငါကိုအဖော်ပြုတ်ပေးပါလားသူမရဲ့အတန်ကအေးဆက်ပြီးအကွဲနေတယ်ကြော်စွာအော်ဟစ်ပြီးအခန်းတကားစီပြေးသွားတယ်ဒါပေမဲ့တကားကဖွင့်မရဘူးအနောက်မှာတော့ဘီရိုထဲကမိန်းကလေးကတရွရွနဲ့သူ့စီလာနေပြီနောက်တနေ့မနက်မှာတော့အဆောင်မူကအခန်းတကားပွင့်လျက်နဲ့တတိလစ်နေတဲ့ကြော်စွာကိုတွေ့ခဲ့ရတယ်ကြော်စွာအဲ့ဒီအဆောင်ကနေချက်ချင်းပြောင်းသွားပေမဲ့မိုးရွာတဲ့ညတွေဆိုရင်သူ့နားထဲမှာဟီဆိုတဲ့ငိုတန်တဲ့ကိုအခုထိကြားရောက်နေတော့မှာပဲဒီဇလန်းလေးကိုသဘောကျပါရဲ့လားဗျာနောက်ထပ်ဇလန်းတက်လာပါမယ်